ပြန်တင်နေပါဟုတ်ကဲ့ကျွန်တော်ကတော့စပိုင်မှုပေါ့နော်ကျွန်တော် channel ကကြိုဆိုပါတယ်ဒီနေ့ Minecraft တွေမှာ Minecraft အတူတယ်မှာပေါ့နော်ဘာလုပ်မလဲဆိုရင်ပါကွာခုံပါသေးပါတယ်အစ်စ်တော့နောက်မှတင်မိမယ်ပေါ့အစ်စ်မှာကျတော့ကျွန်တော်မော်တစ်ခုထည့်ရေးဆိုတော့ကျွန်တော်ပြင်ထားပါတယ်မော်နာမည်ကတော့အစားတောက်တွေစုံနေလို့ဒီပတ်ကွာကျွန်တော်နိုင်မလားဆိုတော့လုံးပါပေါ့နော်ခက်ခဲအောင်လဲကျွန်တော်လုပ်ရမှာမဟုတ်လို့နိုင်ဖို့က 0.00 တိရခိုင်လို့ရှိပါတယ်အဘဘီကွာနိုင်ဖို့က 0.00 တိရခိုင်လို့ဆိုတော့တော်လေးကြိုးစားပါမယ်ရေခဲတွေရောမီးတွေရောခေါင်းလိုက်ပြန်စရအောင်ခေါင်းရောက်တခါတော့အဲ့ကြောင့်0.0ပါတိရခိုင်လို့ပြောတာချောကြီးကြရုပ်ဒီနားမှာခုံရညံသွားလို့ပါစင်းကြီးတွေကတော့အရေးဝါတာဖော်ကြီးကိုလည်းကူအောင်အဲ့ရဖို့ဆိုကျွန်တော်အများကြီးတော့ကျန်တဲ့နေရာတွေတော့ဘလာသာတို့နောက်ဆုံးမှပဲကြည့်လိုက်ပါငါတရားတော့ညာနေမတရားလေးကျင်နေဘာလဲကွာဒီလောက်ချောတဲ့အတူမှာတော့အားကြီးကတိတ်မချောဘူးเนาะအစ်စ်မှာတော့ကျွန်တော်တလုံးဒီအိုက်ပေါ်လမ်းရေခဲလေးပေါ်လမ်းရှောင်းနေပဲကျွန်တော်ရှောင်းနေပါဘောနော်အေး yes လောက်လိုက်အေးတော်တယ်ဒါတော့အစားတော့မိုင်းကားနဲ့လို့စိတ်ကိုမိုင်းကားပေါ်တက်လိုက်ရပြုတ်ကြပါမလုပ်တော့ဟာပြီးတော့ကျွန်တော် channel လေးလည်း like and subscribe လေးလုပ်ခဲ့ပေးဖို့ကျွန်တော်တောင်းဆိုပါတယ် okay လုပ်လိုက်အောင်အေးချို okay အစင်းနဲ့ဆင်းတော့အောင်ပါကြီး3စင်းရောက်သွားမယ် oh my god 4စင်းရောက်ယူကြည့်ခေါင်းနေနေ oh my လန့်နေရတယ် okay oh ခုံရတစင်းရောက်ပြန်စားတော့ဆိုအချင်းကြီးကကောင်းတာမဟုတ်ပါဘူးတစ်ခါတည်ရသွားပြီအဲ့တော့ကျွန်တော်နိုင်မချင်း line စကွာလေးနဲ့ခဲ့ပြီမနိုင်ထင်ကောင်းမရေးခဲ့ပါကောင်းပါမလား AOS စပိုင်မှုဆိုရ okayရောတလုံးတခုဒီချော်တိုးတွေကိုတုံးရတယ်အဲ့လိုမှချော်တိုးတွေကအပေါ်တွေပါလို့မရဘူးသူ block ထားတဲ့ဘေးတွေပဲတုံးရဒါ level 5ပဲoh my god ဒီကနေတော့တာခက်ခဲဆုံးပဲတည့်ရတိုင်းစီးနေရအတုံးတွေချလို့မရဘူးအတုံးတွေနဲ့လည်းချလို့မရဘူးဘလာတော့ဒီမှာစောင်းနိုင်မလို့ထင်လို့ချင်းဗီဒီယိုကောမလေးရေးကြပါနော်ဗီဒီယိုလေးလက်ဆောင်ကြည့်ပြပါကျွန်တော်ကတော့နိုင် oh shoot ဒါ clutch oh my god ဟေးဒီကြမှာကျွန်တော်လေးတာ clutch oh ထားကောဒါအစင်းခုနှစ်လောင်းလေးဟုတ်တယ်ဒီအောက်ကြောက်ကြရင်လည်းကျွန်တော်ရှုံးတာပဲပေါ့နော်အောက်မှာမိုးချောရနဲ့အောက်မှာခွေပါလေးစပွန်လိုက်ပါโอเคကျွန်တော်လမ်းနဲ့လမ်းယူကြစီရရှိကျွန်တော်ဒီလမ်းသွားတယ်မိုက်ကလမ်းယူလိုက်တာကောင်းမှထင်တယ်မိုက်ကလမ်းကျွန်တော်ကြိုက်တော့မှာ so တော့လာမတကူတန oh my god ကြောက် oh my god တော်သေးညင်သွားလို့ပေါ့ oh my god မိုက်က3ကောင်ကြာလာရပြတော့ left over အဲ့ပေါ်မှာအဆောင်မှာဘာမှမရှိဘူးတင်တယ်ကြည့်ရမရှိဘူးတခါပြန်ပေးလိုက် oh my god bro ညင်တော့လေဟုတ်အပွင့်လို့မရဘူး bro ဝင်လေဟဲ့ကြည့်ရတာခင်ဗျာငါပေးမှုရင်တင်တယ်ကြည့် bro လို့ကျွန်တော်နှိမ့်နေနော်နှိမ့်နေလုံးဝခုံလို့ရနှိမ့်လို့ရဘာမှဝင်လို့မရဘူး water oh my god မင်းကလာနာငါ water color လောက်ခိုင်းတယ်ငါရှုံးရင်ငါစားပြန်လို့ပါ water color
ကျွန်တော်အောင်ဝေး yes go let's go ဒါမဲ့ကျွန်တော်တော့တနည်းသုံးရောဟိုဘက်တနည်းနဲ့ဆိုပါရှိမယ်ကျွန်တော်တီးချင်တဲ့အတွက်ကိုရင်းနေတောင်းခဏရင်းနေတာကြောင်းလို့ဆိုအပေါ်ရအောင်တင်တွေ့မှာပေါ့နော်ဒါအပေါ်တင်ရရင်နောက်တလန်းနဲ့သွားမှာမဟုတ်တဲ့အတွက်နောက်တလန်းရွေးချယ်အောင်ဒီပါโอเคညံ့သွားမယ်โอเคနုလေးမဟုတ်တော့ကွာအဲ့လေအမတော့ကွာရောအမကူအမတကူခေါင်းနေအခက်ခဲသုံးပိုင်းမယ်ခေါင်းနေဟိုတခြားလေးအချိန်မညှိလို့ချိန်နဲ့ပြုတ်ကြပါနဲ့အချိန်များရင်လည်းအရှိကိုထိုးကြပါနဲ့ပြီးတော့ခေါင်းနေပဲတတိထား Oh my god ဒီဟာကြီးကပြုတ်ကြအောင်ကြောက်နေရတယ် let's go နောက်တစ်ခုပါဘင်းခေါင်းနေရှင်နဲ့တိတ်မိမယ်ပေါ့နော်ရှင်ယူလို့တိတ်မကောင်းယောကျေးဇူးပဲတေးအဲ့ဘက်လာမှာရေကန်တော့တွေ့ရမှတင်တယ်အဲ့ရေကန်နကန်လေးကတခါကျတော့ရွေးကြတကယ်လို့မှားမိရရေကန်တကန်လေးကတခုကအတူရောင်ပဲတကယ်လို့ကျွန်တော်မှားရတာဂိမ်းအိုပါပဲကိုနေဂိမ်းရလို့ပဲပေါ့ဝါတာမယ်လုံးရှာတာမဟုတ်ဘူးဗာလဲဒီကိုတက်စီလို့ကျင်လို့ရှိရင်ဘုံပေါက်တဲ့ဟာလား1ရဲ့2ရဲ့ရွေးခိုင်းတာ Oh my god hey shit bam ရေကူးမယ် yeah oh my god ပြုတ်ကြမှာကြာတယ်ရေကူးဒါမိုင်းကားနဲ့သွားတယ်မသွားလို့ရတယ်ရှိ oh my god နင်းအောင်လုပ်ရပဲ no fire ရတယ် no way move man move လေးတော့နင်းအောင်လုပ်ရပဲငါရွေးချက်ဝင်ညာလာပဲယူမလားနှေးရပဲယူမလားကျွန်တော်မေးချင်တယ်ညာလာကြတော့ကျွန်တော်ညာလာတိတ်ချက်ရမှာဒါမဲ့ညာလာယူကြည့်โอเคဒါလေးချက်ချင်တယ်ဒါပဲချက်လို့မရဘူး Oh my god no oh my godဘာပြီးခဏရမှာပါအဲ့ညကျွန်တော်ကြည့်ရမှာဒါမဲ့ဒီနေရာလေးမှာကျွန်တော်ခပ်ဟိုဒီပြုံးနေတခုချက်လိုက်တင်ပါမယ်နော်အဲ့ဒါအကျောင်းဆိုပြလိုက်ရပြီတော့ရင်ရန်ခတ်တယ်လို့ပါဟုတ်လားအညောပါယိုချရောင်အဲ့ဂလိုက်ကွာဂလာတော့မထီးဟိုမှန်လေးတော့မထီးကြီးကန်လေးတို့ပေါ့အချိန်သားညာပဲဟိုဘက်ချမ်းမယူလိုက်တော့မှာနော်ပလာလာတော့ဟိုဘက်ချမ်းမယူမှပဲရမှာငါအဲ့ဘက်ချမ်းပဲတော့ဒီခါမလာပြောလဲညလာမကောင်းနေတာကောင်းတယ်ဒီမကိုကျွန်တော်တုံငယ်ချင်းတရားကိုကျွန်တော်ထိုးတက်လို့ပို့တော့လဲစောင့်နေပါတယ်နာမည်ကတော့ကိုမင်းပေါ့နော်ကိုမင်း channel လေး line subscribe လေးတက်လုပ်ခဲ့ပြီးတော့ shit okay ကျွန်တော်ကဒီဗီဒီယိုတွေတစ်ခါတလေမှတင်မိတာတောင်းပါပါတယ်ကျွန်တော် channel လေးဟိုကြိုက်နေတဲ့လူလေးတွေရယ်ဗီဒီယိုနည်းနည်းတိတ်ချေ comment လေးမှာနည်းနည်းလေးရေးခဲ့ပြီပေါ့နော်ကျွန်တော်ဗီဒီယိုတင်ရမှာနည်းနည်းငါတင်လေးတွေပါတယ်ငါတင်ကြည့်တဲ့တော့ပဲအားပေးစကားလေးလိုချင်ပါတယ်ကျွန်တော်အားပေးရရှိရပါတယ်တရား line subscribe လုပ်ခဲ့ပါငါကွာမင်းတို့မရိုင်နဲ့ကြာပြန်ပြီကွာညလုံးငါမှချိန်မရှိဘူးဒါချင်းထိုးလို့ပို့ဆိုရင်ကျွန်တော်နောက်ဟိုဒီမှာနောက်အားတဲ့ချိန်လေးမှာထိုးတက်လုံးမှာโอเคတကယ်လို့ကျွန်တော်ဒီဗီဒီယို73မိနစ်ကြည့်တာနဲ့မနိုင်လို့ချင်းကျွန်တော်တုံငယ်ချင်းထိုးတက်လုံးတော့နောက်ပါမှာအားရရတယ်ဝါရှစ်ညလုံးငါမှဘယ်လောက်ရှိလဲဒီမိနစ်လောက်တော့အချိန်ရအောင်တကယ်ဘာလို့လဲဆိုကျွန်တော် YouTuber အဆင့်မဟုတ်ပေါ့နော်ပြောရမှာဆို YouTuber အဆင့်မဟုတ်လို့ပြောချင်တာမဟုတ်ပေါ့ကျွန်တော် YouTuber အကောင့်မဝင်လာလို့ပဲပြောရမှာပေါ့နော်ကျွန်တော် YouTube တွေမှာအကောင့်ဒီတကယ်လက်ခံထား YouTuber မဟုတ်ဘူးမဲ့လာတော့ကြောစီချင်လို့73မိနစ်တွင်တင်ပြရပါတယ်ကျွန်တော်ဗီဒီယိုတစ်ပုတ်73မိနစ်ကန်တက်ချက်နဲ့ပဲရတော့YouTuber စုပေးတာလည်းတခုမှမရဘူးနော်
ဒါမဲ့ကျွန်တော်ဗလာသားကိုပြောရပြီပေါ့ဘလောက်ဖူးရမှာလဲကျွန်တော်အတီးတစ်လုံးပေးဖို့ရှိပါတယ်ဗလာသားတော့ကျွန်တော်တွေးမိလို့ချင်းနာမည်လေးပဲခေါ်ပေးပေါ့ I'm your fan လို့အားရှစ်လို့ပဲအားလေးပြောဖို့လိုပါပဲအဲ့မှာကျွန်တော် share တစ်လုံးပေးမှရပါတယ် share တစ်လုံးရှိတယ် share တစ်လုံးပေးလို့ရတယ်ဒါမဲ့ကျွန်တော်မမေတော့ပေးလို့မရမမွင်တော့ပေးလို့မမေကိုပေးလို့မရပါတော့ဘာကြောင့်လဲဆိုတော့မမေကကျွန်တော်တုံ့ချင်းယူမှာမဟုတ်လို့ပေါ့ကြောက်မှာတော့ sorry ပါ share တစ်လုံးကျွန်တော်ကြိုက်ရလဲပဲပါပဲမကောင်းရင်တော့ကျွန်တော် fan တွေရောဖို့တော့ပေါ့ဟိုတလော fan တရားကိုကျွန်တော်တွေ့ရတယ်အားရှစ်လို့ပါအဲ့ fan ကိုတွေ့တော့အဲ့ fan ပြော I'm your fan ဒါလေတော်လာတယ်ဟိုပြောကျွန်တော်ကလည်းပေးလိုက်ရဘာပေးလိုက်လဲဆိုရင်ဟို speed ရပေးတယ်သူကကျွန်တော် share လို့ပြန်ပေးတဲ့အတွက်share လို့အဆင်ပြေလို့လားလို့ရတယ် speed ရလိုချင်လို့ပါတယ် share လို့တော့အသာလေးပါတယ် share လို့တော့အသာလေးပါတဲ့အဆင်ပြေဝင်လိုက်တော့2မိနစ်ရတယ်ကျွန်တော်ဘရောမှမချီရမတခါမစောဘူးချီရတော့ဝါသနာမပါဘူးချီတာလဲလုံးဝဝါသနာမပါပါမာကောထိုင်ရ Oh my god ဘာမှအပြင်မိပါလို့ခဏလေးကြာဆောင်းတိုင်းကျွန်တော်ဘိုက်ချိန်မှားဖြတ်မိပါလို့ပြင်လိုက်ရသေးပါတယ်ဟုတ်ကဲ့ကျွန်တော်အချိန်နည်းနည်းလေးပဲကျွန်တော်လည်းလို့ဘာလုပ်ရလဲကွာမတ်ရိုင်းဟာငါတို့ရှုံးပါပြီလားမသိပါဘူးငါဖန်နေပြောရတဲ့အတိုင်းပဲညလုံးမှာငါအချိန်လုံးဝမရှိဘူးတကယ်လို့အချိန်လေးနည်းနည်းလေးနောက်ကျပါလဲငါဘွားပြီးပြီငါဖန်နေပလိန်းနာခါရတော့မယ်ကျွန်တော်မှပလိန်းပါနော်Oh my god what the hell လို့ပဲဒါပေမဲ့ blada ကိုကြားချင်တာမဟုတ်လို့ကျွန်တော်ဗီဒီယိုတနေရာအချိုးနေရာလေးတွေကြော်ရမယ်ပေါ့နော် Okay ကြော်မဟုတ်နေရာတော့နေရာကြော်ရတာ blada တတိထားနေရတယ်ဒါတော့ blada ကိုကြားချင်လို့ကြော်လိုက်ရတယ်ပါတယ်ဟုတ်ကဲ့ဒီ couplet တွေကတော့အချိန်ဆိုးရမယ်ငါသိတယ်ငါပေါ့ဒီလိုဆိုမှာ couplet တွေချက်ကြော်ရမယ်ရန်လို့ငါ blada တို့ကြားချင်နေပြီမိဒီ couplet တွေcouplet တွေကျွန်တော်ကြော်ပြီးရင်ပြန်ရုပ်ပြီးစတင်ပါမယ်ဘာငါပြီးမိတ်ပိတ်ဝင်ပြီပါရပါထားလိုက်ကောက်လိုက်ကြော်ဝဲဝါ Oh my god အဲ့ရပြန်သွားအောင်ခဏလေး Oh yeah Oh my god တေးပြန်ကျွန်တော်နားတင်လို့စိတ်မညစ်နဲ့ကျွန်တော်ပြန်ရောက်လာyo ဖတ်ဖို့ညားသွားတော့ကွာဒါတော့အဆုံးသတ်ပဲအဲ့ပြောချင်တာပါတော့ကျွန်တော်သူငယ်ချင်းတွေချိုးဖို့တော့တကူက fake တကူကပြောမှဆိုရင်ဟိုကနဲ့လောက်တာပေါ့ပြောရမယ်ဟိုလည်းမှန်နေနဲ့လောက်တာပေါ့နော်ကျွန်တော်ပြီးတော့ channel တက်ဆိုရင် like subscribe လေးလုပ်ရပေါ့ဒီနေ့ဒီကတော့လောက်ပါပဲ